အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကြော်ညာလေးဝင်ချင်ပါတယ်အဲ့ဒီကြော်ညာကတော့ကျွန်တော်ညီဖြစ်တဲ့ slide လုံးထန်ဟိုက music class ဖွင့်နေဆိုတော့အဲ့ဒီ music class နဲ့ပတ်သက်ပြီးတော့ကြော်ညာလေးနဲ့ငယ်မိတ်ဆက်ပေးချင်ပါတယ်ကဲဆရာနောက်တစ်ခုနေနေပေါ့နော်ဒီတင်တန်းအချိန်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးလို့ရမလားဟုတ်ကဲ့ပါကျွန်တော်တင်တန်းအချိန်တော့ကျွန်တော်တပ်ပတ်ကိုကျွန်တော်9ရက်တင်ချပြီးတော့ဖြစ်တယ်ဆိုတော့ပတ်ကို9ရက်ဆိုကျွန်တော်တရက်ကိုကျွန်တော်တနာရီအားလုံးအချိန်ကိုတင်ချပြီးတော့ဖြစ်ပါတယ်ဟုတ်ကဲ့ပါပြီးတော့ဒီတင်တန်းချေရောဘယ်လိုတတ်မှတ်ထားတာရှိလားပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့ပြောပြပေးပါအောင်ဟုတ်ကဲ့ဒီတင်တန်းချေရောကျွန်တော်ကinstrument တစ်ခုကိုကျွန်တော်တင်ယူမယ်ဆိုတော့တလားကိုကျွန်တော်အင်ညာလို့ပြီး2000လို့ကျွန်တော်တမထားဖြစ်ပါတယ်โอเคပါ အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေဒီတော့စိတ်ဝင်စားပြီးတော့မြင်မြန်းချင်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုဆုံးမှာဒီပိုစတာနဲ့ဒီဖုန်းနံပါတ်ကိုချထားပေးမှာဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်မြင်မြန်းလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်